ကိုချစ်ကိုမရှာနဲ့တဲ့သူချစ်ကိုရှာတဲ့အဲ့ဒါရှေးလူကြီးတွေလက်ကားပြောထားတဲ့စကားတွေမဟုတ်ကိုချစ်ကိုရှာကြည့်ပါလားဘလောက်ဒီဒုက္ခပဲလဲဝေရလဲကိုကတော့အရာသူ့အတွက်ဆိုတဲ့စိတ်နဲ့စားလဲဒီစိတ်သွားလဲဒီစိတ်နေလဲဒီစိတ်အိတ်လဲဒီစိတ်နဲ့အရာကိုပေးဆက်တယ်တစ်ဖက်လူကတော့သူ့ချစ်ကိုရထားတာကိုတစ်ဖက်လူဘက်ကကြည့်အဲ့ဒါဆိုတော့သူ့ချစ်ကိုရထားတယ်သူပေးဆက်ပေါ့အဲ့တဘောမျိုးနဲ့သူမှနေနိုင်တယ်ထိုင်နိုင်တယ်သွားနိုင်တယ်စားနိုင်တယ်နေရာတကာကြီးမစားနိုင်ဘူးနေရာတကာကြီးမငဲ့ညာနိုင်ဘူးအဲ့ဒီတော့ကိုချစ်ဖြစ်တဲ့ကိုချစ်ရှာမိတဲ့လူတွေကတော့နေရာတကာအဲ့ဒါဒုက္ခပင်လဲဝေးတာပဲသူစိတ်ကွက်သွားမှာသူညှို့ညင်သွားမှာသူစိတ်အနှောက်အယှက်ဖြစ်သွားမှာသူစိတ်တူသွားမှာဆိုတဲ့စိတ်နဲ့ပဲနေရခက်ထိုင်ရခက်သွားရခက်လာရခက်အိပ်ရခက်မလွတ်လပ်မှုများစွာနဲ့ကိုအချင်းချထားသလိုပဲဘာကြောင့်လဲကိုချစ်ကိုရှာခဲ့လို့သူချစ်ကိုရှာတဲ့လူကတော့အေးဆေးပဲလေစစရသူငါ့ကိုယူဆိုင်တာပဲငါဘလူနေဘလူထိုင်ဘလူသွားဘလူစစသူငါ့ကိုနားလဲပေးမှာပဲခွင့်လွှတ်ပေးမှာပဲဆိုတဲ့စိတ်နဲ့သွားမယ်စားမယ်လာမယ်ကဲမယ်ဖဲမယ်ဘာမှမဆိုင်ဘူးငါ့ကိုချစ်ရင်သိခံပေါ့အဲ့လိုစိတ်နဲ့နေတတ်သွားတာပေါ့အဲ့ဒီမှာပြဿနာသူချစ်နဲ့ကိုချစ်မှာကိုချစ်ကိုရှာတဲ့လူကရေရှည်ဒုက္ခရောက်ဖို့ပဲပြင်မြေတော့တစ်ဖက်လူကကိုယ့်ရဲ့ချစ်စိတ်တွေကျင်နာစိတ်တွေဂရုစိုက်စိတ်တွေကိုနားလဲလာရင်တော့သူညီတော့အကြီးကျေးဇူးပြန်လဲရရှိလိမ့်မယ်နားမလဲတဲ့ရင်တော့အပိဆက်ပါလိမ့်မယ်အချိန်မတန်ရင် sorry အချိန်တန်ရင်နောက်ဆုံးလမ်းခွဲရတဲ့အတိုင်းအတာထိအောင်ရောက်သွားလိမ့်မယ်ကိုပေးတဲ့လောက်ပြန်မရတဲ့အခါတွေမှာပေါ့အားကြောင့်မလို့ရှိလူကြီးတွေကဘယ်ရမဆိုရင်သူချစ်ကိုရှာပါတဲ့သူကကိုယ်ကျင်နာကြီးဆက်တဲ့အတွက်ကိုကလည်းအနေတာမှန်ခဲ့မယ်ဆိုရင်အရန်ကြည်နူးဖို့ကောင်းတဲ့အရန်တာယာပျော်ရွှင်ဖို့ကောင်းတဲ့အခြေရတစ်ခုကိုထူထောင်နိုင်မိတာဖြစ်တယ်။ဘာလို့ဆိုတော့သူကအဆဆရာကိုချစ်တယ်ဂရုစိုက်တယ်ကျင်နာတယ်ငဲ့ညာတယ်ကိုကလည်းအဲ့ဒါကိုတံပြန်ပြီးတော့ဒူညီတဲ့တုတ်ပြန်မှုလေးပေးရင်အထက်ခိုင်မြဲရဘာမှမရှိတော့အဲ့ဒါကြောင့်မလို့တတ်နိုင်သလောက်သူချစ်တာကိုရှာပါကိုချစ်တာကိုတော့မရှာပါနဲ့ငါးပါးမှောက်လိမ့်မယ်အချို့တွေကသမိုးတိတ်နားလဲတဲ့လူတွေမဟုတ်ကြဘူးပစ္စက်လုံးမှများရင်ရောလုံးမှများရင်ပေါ်တယ်လို့ထင်နေကြတယ်အားကြောင့်မလို့တတ်နိုင်သလောက်ချစ်သူခင်သူရွေးချယ်တဲ့နေရာမှာအနည်းဆုံးတူညီတဲ့တုံ့ပြန်မှုရရှိတဲ့လူကိုရွေးပါအဲ့ဒါအကောင်းဆုံးပဲနောက်ဆုံးစင်တော့ကိုချစ်တဲ့လူကိုမျက်နှိုးတဲ့လူကိုတမိုးထားတဲ့လူကိုရွေးပါအဲ့ဒါကိုဘဝအတွက်စိတ်ချမ်းသာရပါလိမ့်မယ်ကိုကချစ်တဲ့လူရွေးမိရင်တော့အမြဲတမ်းသူ့အတွက်ပဲ for you ပဲဖြစ်သွားလိမ့်မယ်